္ဂလာပါဆိုင်လန်မှာကြိုဆိုပါရစေကျွန်တော်ကတော့ဒီနေ့မှာတော့အင်မတန်အသုံးဝင်လာတဲ့စာအုပ်အနှစ်ချုပ်နဲ့သုံးသပ်ချက်တစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးသွားမယ်စာအုပ်ကတော့စာရေးဆရာကျိုးဆက်ငူရင်ရေးသားထားတဲ့ Boundary Freedom သင်ကိုလွတ်လပ်မှုပေးမယ်စီးပေါင်းများဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်မှာစာရေးဆရာကျိုးဆက်ကခိုင်မာတဲ့ကိုယ်ပိုင်တန်ဖိုးများကိုစနစ်တကျတိဆောက်ခြင်းအားဖြင့်ကိုယ်ဘဝကိုကိုယ်တိုင်လွတ်မြောက်အောင်ပြုလုပ်နိုင်မဲ့အပြောင်းလဲခရီးစဉ်ကိုလမ်းပြခေါ်ဆောင်ပေးထားပါတယ်။စီးပေါင်းများသတ်မှတ်ခြင်းနဲ့စစ်မှန်တဲ့ကိုယ်ပိုင်လွတ်လပ်မှုကိုရရှိခြင်းတို့ကြားကနည်းနည်းတဲ့ဆက်ပုံတွေကိုမိမောင်းထိုးပြထားပြီးဒီလိုစီးပေါင်းတွေဟာကျွန်ုပ်တို့ရဲ့စိတ်ကျန်းမာရေးနဲ့စိတ်အေးချမ်းမှုကိုကာကွယ်ဖို့အတွက်အဓိကမရှိမဖြစ်လိုအပ်ကြောင်းအလေးပေးရေးသားထားတာဖြစ်ပါတယ်။စီးပေါင်းလိုကြားလိုက်ရုံနဲ့အများစုကချုံနှောင်ခံရခြင်းတတိုင်းခတ်လိုက်ခြင်းဒါမှမဟုတ်စီးစနစ်တင်းကျပ်လွန်ခြင်းလိုပဲပြင်းမြင်လေးရှိကြပါတယ်။ဒါပေမဲ့တကယ်တော့စီးပေါင်းဆိုတာစိတ်နှလုံးရဲ့ငြိမ်းချမ်းမှုကိုကာကွယ်ပေးထားတဲ့မမြင်နိုင်တဲ့အလွှာတစ်ခုပါတခြားသူတွေကိုငြင်းရဲလို့မိမိကိုယ်ကိုပြည့်စက်ရင်ပြင်ပန်းနေရတဲ့အခါဒါမှမဟုတ်စိတ်ဤစေခိုင်းရာနောက်ကိုအလိုလိုက်မိလို့ကိုယ်ဘဝကိုကိုယ်တိုင်ထိန်းချုပ်မရတော့တဲ့အခါစိတ်မှန်တဲ့လွတ်လပ်မှုဆိုတာပျောက်ကွယ်သွားရပါတယ်စီးပေါင်းဆိုတာသူတစ်ပါးကိုပိတ်ပင်တားဆီးဖို့မဟုတ်ပါဘူးမိမိ၏ဂုဏ်သိက္ခာတန်ဖိုးနဲ့စိတ်အေးချမ်းမှုကိုစောင့်ရှောက်ရင်စစ်မှန်တဲ့လွတ်မြောက်မှုကိုရရှိစေဖို့မိမိကိုယ်တိုင်ဖန်တီးယူရတဲ့လမ်းပြမြေပုံတစ်ခုသာဖြစ်ပါတယ်ဒီစာအုပ်မှာစာရေးဆရာဂျိုးဆက်ကစီးပေါင်းတွေကိုစိတ်ထဲမှာအပြည့်ရှိတယ်လို့မခံစားရပဲလက်တွေ့ဘဝမှာဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းတွေကိုအစဉ်စဉ်အသိပညာပေးထားပါတယ်ပထမဦးစွာကိုယ့်ရဲ့ပုံကိုယ်ရေးဆိုင်ရာတန်ဖိုးထားမှုတွေကိုရှင်းရှင်းလင်းလင်းသိရှိရအောင်လှုံ့ဆော်ရပါမယ်ကိုယ်ဘာကိုအဓိကတန်ဖိုးထားတယ်လဲဘာကိုလက်ခံနိုင်ပြီးဘာကိုလက်မခံနိုင်ဘူးလဲဆိုတာကိုကိုယ်တိုင်ပြက်သားသားသတ်မှတ်ထားခြင်းကစီးပေါင်းခိုင်မာဖို့အတွက်ပထမဆုံးနဲ့အရေးကြီးဆုံးခြေလှမ်းဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့မိမိရဲ့စီးပေါင်းတွေကိုတခြားသူတွေကိုပွင့်လင်းစွာနဲ့ပြက်သားသားအတိပေးပြောဆိုရပါမယ်ဒီလိုပြောဆိုရမှာအမုန်းပွားစရာသို့မဟုတ်ဒေါသထွက်စရာမလိုပဲတည်ငြိမ်စွာနဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုဖော်ပြရမှာဖြစ်ပါတယ်တခြားသူတွေရဲ့တောင်းဆိုမှုတွေကိုညှင်းဆိုတဲ့အခါမတိစိတ်ကနေတောက်တိုင်လိုပါလာတတ်တဲ့အပြစ်ရှိစိတ်ကိုအတိစိတ်နဲ့ထိန်းချုပ်ပြီးဒါဟာသူတစ်ပါးကိုနစ်နာစေတာမဟုတ်ပဲမိမိရဲ့ဘဝကိုကာကွယ်ခြင်းသာဖြစ်တယ်ဆိုတာကိုလက်ခံတတ်ဖို့သင်ယူရပါမယ်အပြင်လူတွေကိုစီးပေါင်ခတ်ယုံနဲ့တင်မကပဲမိမိရဲ့အတွင်းစိတ်ဆန္ဒတွေကိုပါစီကံတကြထိန်းချုပ်နိုင်အောင်လေ့ကျင့်ယူရပါမယ်။ဖုံးသုံးတာအချိန်ဖြုံးတာနဲ့စိတ်လိုလိုက်မိတဲ့အလေးအကျင့်စိုးတွေကိုနိုးလို့ညှင်းဆိုနိုင်တဲ့အတွင်းစိတ်စည်းပေါင်းကိုတိဆောက်ခြင်းအပြင်မိမိဘဝကိုမိမိကိုယ်တိုင်ရည်ရွယ်ချက်ချဥဆောင်နိုင်တဲ့စစ်မှန်တဲ့လွတ်မြောက်မှုကိုရရှိလာမှာဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာစည်းပေါင်းရုပ်ပိုင်းဆိုင်ရာစည်းပေါင်းဆိုတာမိမိရဲ့ခန္ဓာကိုယ်ကိုယ်ပိုင်ဧရိယာနဲ့အနားယူချိန်တွေကိုအကာအကွယ်ပေးတဲ့ဇဝိုင်းတစ်ခုဖြစ်ပါတယ်မိမိမနစ်သက်တဲ့ထိတွေ့မှုတွေနဲ့မရင်းနှီးပဲအနီးကလာရောက်နေထိုင်မှုတွေကိုယဉ်ကျေးစွာညှင်းဆန်ခြင်းကိုယ်ပိုင်အခန်းနဲ့ပစ္စည်းများကိုခွင့်ပြုချက်မရှိပဲမကင်တွယ်စေခြင်းနဲ့ပင်ပန်းနွမ်းနယ်နေချိန်မှာအနားယူဖို့အခွင့်အရေးတောင်းဆိုခြင်းတို့ဟာဒီစည်းပေါင်ကိုလက်တွေ့ကျင့်သုံးတာဖြစ်ပါတယ်ဒီလိုစည်းပေါင်သတ်မှတ်ထားခြင်းကပတ်ဝန်းကျင်ရောက်ဖြစ်လာမဲ့စိတ်ဖိစီးမှုတွေကိုချောချပေးပြီးခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေးစွမ်းပါတယ်မိသားစုမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ငါပင်ပန်းနေလို့ခဏလောက်အနားယူလိုက်အောင်မယ်ဒါမှမဟုတ်ငါအခန်းထဲမဝင်ခင်တကားခောက်ပေးပါလို့ပွင့်လင်းစွာပြောဆိုတာဟာသူတစ်ပါးကိုမလေးမစားလုပ်တာမဟုတ်ပါဘူးဒါဟာမိမိရဲ့ကျန်းမာရေးနဲ့ဂုဏ်သိက္ခာကိုမထိခိုက်အောင်စောင့်ရှောက်ရင်စစ်မှန်တဲ့စိတ်အေးချမ်းမှုကိုရရှိအောင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့စိတ်ပိုင်းဆိုင်ရာစီးပေါင်း emotional boundary စိတ်ပိုင်းဆိုင်ရာစီးပေါင်းဆိုတာမိမိရဲ့စိတ်ခံစားချက်တွေကိုတခြားသူတွေရဲ့ဒေါသစိတ်ဓာတ်ကြမှုဒါမှမဟုတ်အပြစ်တင်မှုတွေနဲ့ရောထွေးမသွားအောင်ခွဲခြားသတ်မှတ်ပေးတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအလွှာတစ်ခုဖြစ်ပါတယ်အခက်အခဲကြုံနေရသူသို့မဟုတ်
စိတ်ဆင်းရဲနေသူတယောက်ကိုဘေးကနေနားထောင်ပေးခြင်းစာနာပေးခြင်းနဲ့အဖော်ပြုပေးလို့ရပေမဲ့အဲ့ဒီစိတ်တန်ရာနဲ့ဒေါသတွေကိုမိမိစိတ်ထဲအထိအဝင်ခံပြီးကိုယ်တိုင်လိုက်ပြီးစိတ်ဆင်းရဲမသွားအောင်တော့စီးပေါင်သတ်မှတ်ထားရပါမယ်တခြားသူရဲ့စိတ်အစဉ်မပြေမှုကိုကိုယ်တိုင်တောင်းဝန်ယူပြီးစိတ်တန်ရာရမသွားအောင်ထိချထားမှသာမိမိရဲ့စိတ်ကျန်းမာရေးကိုကာကွယ်နိုင်ပြီးသူတစ်ပါးကိုလည်းရေရှည်မှာကူညီပေးနိုင်မှာဖြစ်ပါတယ်မိမိရဲ့စိတ်ချမ်းသာမှုကိုတခြားသူတွေရဲ့လက်ထဲထည့်မပေးဘဲစာနာကူညီရင်မိမိစိတ်ဤတည်ငြိမ်မှုကိုမိမိကိုယ်တိုင်ထိန်းချုပ်ခွင့်ရှိကြောင်းအတိအမှတ်ပြုခြင်းကစိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုကိုရရှိစေပါတယ်နံပါတ်3အချက်ကတော့ work boundary လုပ်ငန်းခွင်စည်းပေါင်းအလုံးနဲ့ကိုယ်ပိုင်ဘဝရောထွေးသွားတာအတိမတ်ပြုခံခြင်းလို့ပိတ်ဆက်လုံးမိတာနဲ့တန်မိုးထားမခံရသလိုခံစားရတာတွေကိုအပြည့်အဝပေါင်းဆက်ပြီးရေးသားပေးထားပါတယ်တကယ်လက်တွေ့မှာလုပ်ငန်းခွင်ဆိုတာမိမိရဲ့ဖြစ်တည်မှုနဲ့တန်ဖိုးကိုအလွယ်တကူဆုံးရှုံးသွားစေနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်အစာပိုင်းမှာညင်နဲ့တဲ့အထိအလုပ်လုပ်ပေးတာအထက်လူကြီးနဲ့တခြားသူတွေရဲ့တောင်းဆိုလာသမျှကိုအစဉ်ပြေအောင်သဘောတူလက်ခံပြီးပို့ပြီးတော့လုပ်ပေးမိတဲ့အပြုအမူတွေကိုမိမိကိုယ်တိုင်ကရည်မှန်းချက်ရှိသူတစ္ဆာရှိသူသို့မဟုတ်တောင်းယူမှုရှိသူလို့နာမည်တက်ကောင်းတက်မိပါလိမ့်မယ်သို့တော်လည်းအချိန်ကြာလာတာနဲ့အမျှမိမိ၏ကိုယ်ပိုင်ဘဝနဲ့အလုံးအကိုင်းဒီနှစ်ခုကြားမှာကွဲခြားထားတဲ့စီးပေါင်တွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားရပါတယ်အဲ့ဒီအခါမှာအလုံးဆိုတာမိမိဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေရကနေဘဝတစ်ခုလုံးကိုလွှမ်းမိုးချဲ့လဲသွားတဲ့အထိအခြေအနေတွေပြောင်းလဲလာတတ်ပါတယ်ဒီလိုမျိုးလုပ်ငန်းခွင်စီးပေါင်းတွေပြပြသွားခြင်းဟာအလွန်အန္တရာယ်များတဲ့ထောင်ချောက်တစ်ခုဖြစ်လာနိုင်ပါတယ်အဓိကအန္တရာယ်ကတော့အလုပ်အချိန်ပိုစင်းရုံတင်မကပဲမိမိရဲ့ကိုယ်ပိုင်တန်ဖိုးကိုမိမိအလုပ်ရဲ့ရလက်အပေါ်မှာပဲလုံးဝမိခိုထားလိုက်တာဖြစ်ပါတယ်အဲ့ဒီအခါမှာလူတွေဟာအထက်လူကြီးဒါမှမဟုတ်လုပ်ဖော်ကိုင်ဘက်တွေစီကချီးမွမ်းခံရတာကိုလွန်လွန်ကဲကဲတက်မဲ့လမ်းဆုံးလာပြီးအပြစ်တင်ခံရမှာကိုကြတော့အင်မတန်ကြောက်ရွံ့လာကြပါတယ်သူတို့ဟာလုပ်ငန်းခွင်မှာအတိမတ်ပြုခံရဖို့အမျော်လင့်ကြီးမျော်လင့်ရင်အလုပ်ပရက်တွေမှာပင်အလုပ်ဆင်းကြတယ်ညနေသကောင်ရံမှာအလုပ်ကဖုန်းခေါ်တာမက်ဆေ့ပို့တာတွေကိုမဖြစ်မနေပြန်ဖြေကြကြပါတယ်အကျိုးဆက်အနေနဲ့မိမိ၏လုပ်အားနဲ့အလုပ်ပေါ်ထားတဲ့စေတနာကိုအသုံးချခံရပြီးစက်ရုပ်တရုပ်လိုခံရတော့တာပဲဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာအလုံးမှာအောင်မြင်ခဲ့ရင်အောင်မြင်သူတယောက်လိုခဏတာဝမ်းသာခံစားရပေမဲ့အကယ်၍ကြာချုံးခဲ့ရင်သို့မဟုတ်အထက်လူကြီးကပြစ်တင်ဝေဖန်လိုက်ရင်တော့မိမိကိုယ်ကိုမိမိသာနာသိမရှိပဲတန်ဖိုးမရှိတဲ့အချုံသမားတယောက်လိုနဲ့နဲ့ချိုင်ချိုင်ခံစားရလေရှိပါတယ်လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့စီးပေါင်တွေကိုတိကျတိတိကျကျမသတ်မှတ်ထားဘူးဆိုရင်မိမိရဲ့ကိုယ်ပိုင်ဘဝနဲ့အလုပ်ကိုခွဲခြားရခက်လာပြီးစိတ်ရောကိုယ်ပါအလွန်အမင်းနွမ်းနယ်ပင်ပန်းလာပါလိမ့်မယ်အရာရာကိုလာရောပေးနေတော့လေကိုတန်ဖိုးမထားခံရသလိုခံစားချက်တွေတိုးပွားလာပြီးနောက်ဆုံးမှာမိမိကိုယ်တောင်ပျောက်ဆုံးသွားသလိုခံစားရတတ်ပါတယ်ဒါကြောင့်လုပ်ငန်းခွင်စည်းပေါင်ကိုခိုင်မာစွာသတ်မှတ်ထားဟာအလုပ်ကိုမလေးမစားလုပ်တာသို့မဟုတ်ပြင်းကြီးတာမဟုတ်ပါဘူးအလုပ်ချိန်နဲ့ကိုယ်ပိုင်အချိန်ကိုတိကျခွဲခြားပြီးအလုပ်ခွင်မှာ professional ဆန်စွာတာဝန်ကျေယုံသာဆောင်ရွက်ခြင်းဖြင့်မိမိရဲ့ဂုဏ်သိက္ခာနဲ့တန်ဖိုးတွေကိုအပြည့်အဝကာကွယ်စောင့်ရှောက်တာဖြစ်ပါတယ်အလုတ်အကင်ဆိုဒီမှာဘဝဤစိတ်ပိုင်းတစ်ခုသာဖြစ်ပြီးဘဝတစ်ခုလုံးမဟုတ်ကြောင်းအမြဲတမ်းမူကားမိမိဘဝဤသခင်အဖြစ်ရည်ရွယ်ချက်ချဥဆောင်နိုင်ဖို့နဲ့တည်မှန်သောလွတ်မြောက်မှုကိုရရှိစေဖို့မိမိဤစီးပေါင်ကိုပြက်ပြက်သားသားတည်ဆောက်ထားရမှာဖြစ်ပါတယ်နံပါတ်၄အချက်ကတော့ relationship boundaryချစ်ချင်းနဲ့လူမှုဆက်ဆံရေးစီးပေါင်းလူမှုဆက်ဆံရေးနဲ့အရှိရေးတွေမှာအမှားအများဆုံးကိစ္စတစ်ခုကတော့တစ်ဖက်သားအပေါ်ထိန်းချုပ်ခြင်းတဲ့စိတ်ကိုအချစ်ဆိုပြီးရောထွေးလိုက်တာပဲဖြစ်ပါတယ်ချစ်သူသို့မဟုတ်လက်တွဲပေါ်ဤလှုပ်ရှားမှုတိုင်းကိုသိကျင်တာရွေးချယ်မှုတိုင်းမှာပါဝင်ဆုံးဖြတ်ပေးတာနဲ့အစအအရာရာချုပ်ကင်တာတွေကိုပြစ်လွတ်ကာကွယ်ပေးတာလို့အမိတက်လေရှိပေမဲ့တကယ်တော့ဒါဟာကြောင်ရွံ့စိတ်နဲ့စိတ်မှုရှာမှုကနေလာတဲ့ထိန်းချုပ်မှုသာဖြစ်ပါတယ်ဒီလိုမျိုးစည်းပေါင်မရှိတဲ့ဆက်ဆံရေးဟာယင်းဒီကြောင်းဝင်မှုကိုတိုးတက်မလာသေးပဲနှစ်ဦးကြားမှာမုန်းကြမှုတွေကိုသာဖန်တီးပေးပြီး
အထိန်ချုပ်ခံရသူဘက်ကလည်းတက်လက်ရက်တည်နိုင်မှုအတွက်နှာဆောင်ဖုံးကွယ်တာခြောင်လွှဲတာတွေကိုလှုံ့ဆော်လာရတတ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့လူအဖွဲ့အစည်းမှာအိမ်တောင်ရေးမိသားစုကိစ္စတွေနဲ့ပတ်သက်လာရင်ကိုယ်တိုင်ကပိဿအနစ်နာခံမှာမိမကောင်စိတ်ထားကောင်းသူတယောက်လိုမှားယွင်းစွာသင်ယူခဲ့ရလေရှိပါတယ်ဒါပေမဲ့တစ်ဖက်သားဤလေးစားမှုမရှိတဲ့ပြုမှုပုံတွေအနိုင်ကျင့်အစင်မပြေမှုတွေကိုမိမိဤဂုဏ်သိက္ခာနဲ့ကိုယ်ပိုင်တန်မိုးတွေကိုစွန့်လွတ်ပြီးနှုတ်ဆက်သိခံတာမျိုးဟာချစ်ချင်းမြတ်တာလည်းမဟုတ်သလိုတတိရှိမှုလည်းမဟုတ်ပါဘူးတဦးပေါ်တဦးလေးစားမှုမရှိဘဲအနိုင်ခံပေးဆက်နေရတာဟာရေရှည်မှာဆက်ဆံရေးကိုအတွင်းထဲကနေလှိုက်စားပျက်စီးသွားစေပါတယ်ဒါကြောင့်စစ်မှန်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အတွက်မိမိဘက်ကရဲရဲဝံ့ဝံ့စီးပေါင်သတ်မှတ်ဖို့လိုအပ်ပါတယ်။စီးပေါင်သတ်မှတ်တဲ့ဆိုတာညှင်းပယ်တဲ့နေရာမှာပြက်ပြက်သားသားညှင်းပယ်ရခြင်းဖြစ်ပါတယ်။ဥပမာအခုလိုအနိုင်ကျင့်အစင်မပြေတဲ့လက်တွဲပေါ်ကိုအလွတ်ပေးမထားပဲလက်မခံတာမျိုးတငယ်ချင်းတွေကိုစိတ်ရင်းနဲ့ဂရုစိုက်ပေးနိုင်ပေမဲ့မိမိကိုအသုံးချတာမျိုးကိုခွင့်မပြုတာမျိုးနဲ့မိသားစုကိုချစ်မြတ်လို့စောင့်ရှောက်ရင်းနဲ့ပဲမိမိ၏ဘဝလမ်းကြောင်းနဲ့အိမ်မက်တွေကိုကာကွယ်တာမျိုးတွေဖြစ်ပါတယ်။ဒီလိုစီးပေါင်ခတ်ထားတာဟာချစ်ခင်ရသူတွေကိုပိတ်ပင်ထားတာသို့မဟုတ်ခက်စိမ့်စိမ့်နေတာမဟုတ်ပါဘူးမိမိ၏ကိုယ်ပိုင်အချိန်ဂုဏ်သိက္ခာကိုမထိခိုက်စေပဲနှစ်ဦးနှစ်ဖက်အပြန်အလှန်လေးစားမှုရရှိအောင်ကာကွယ်ပေးထားတာဖြစ်ပါတယ်သက်ဆိုင်ရေးစီးပေါင်ရှိတဲ့သူတစ်ယောက်ဟာမိမိ၏ဘဝကိုမိမိကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိဥဆောင်နိုင်ပြီးစစ်မှန်တဲ့လွတ်မြောက်မှုကိုရရှိစေပါတယ်စစ်မှန်တဲ့ရှင်းရှင်းမြတ်တာဆိုတာပိုင်ဆိုင်ချုံနှောင်ထားခြင်းမဟုတ်ပါဘူးဘယ်အချိန်မှဆိုထွက်သွားနိုင်တဲ့လွတ်လပ်ခွင့်ပေးထားရင်တဦးနဲ့တဦးလေးစားစွာယုံကြည်စွာလက်တွဲသွားခြင်းဖြစ်ပါတယ်မိမိ၏တန်ဖိုးကိုမစေစွန်းပဲကိုယ်ပိုင်လွတ်လပ်ခွင့်ကိုမဆုံးရှုံးစေပဲတိဆောက်ထားတဲ့တီးပေါင်များကသာလည်းရင်ခိုင်မာပြီးကျန်းမာရေးနဲ့ညီညွတ်သောဆက်ဆံရေးကိုရေရှည်တည်တံ့စေမှာဖြစ်ပါတယ်။နံပါတ်5အချက်ကတော့အတွင်းစိတ်နဲ့အလေးအကျင့်စီးပေါင် internet ပေါင်းတွေအတွင်းစိတ်စီးပေါင်ဆိုတာမိမိပြင်ပကတခြားသူတွေကိုတီးတားထားတာမျိုးမဟုတ်ပဲမိမိကိုယ်တိုင်ရဲ့စိတ်အလိုလိုက်မှုပြင်းရည်မှုနဲ့အလေးအကျင့်စိုးတွေကိုသိချုံဆောင်စည်းတာကိုဆိုလိုတာဖြစ်ပါတယ်။ဘဝမှာတခြားသူတွေရဲ့လွှမ်းမိုးမှုကိုညှင်းဆန်နိုင်ခဲ့ရင်တောင်မိမိကိုယ်တိုင်ရဲ့တည်ကံမဲ့မှုနဲ့စိတ်အလိုလိုက်မှုတွေကိုမထိန်ချုပ်နိုင်ဘူးဆိုရင်စစ်မှန်တဲ့လုံမြောက်မှုနဲ့အောင်မြင်မှုကိုရရှိနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဖုန်းကိုတနေကုန်ကြည့်မိတာအချိန်တွေကိုအတိတ်ပဲမရှိဖြုံးတီးမိတာအိတ်ချိန်နဲ့စားချိန်မှန်မှန်တာအလုပ်တစ်ခုကိုအာရုံမစိုက်ပဲအချိန်ဆွဲမိနေတာစားတဲ့စီကမ်းမဲ့တဲ့အလေးအကျင့်တွေဟာမိမိ၏တွန်းရင်အချိန်နဲ့ဘဝရည်မှန်းချက်တွေကိုတဖြည်းဖြည်းပျက်စီးပြစ်နေတဲ့အရာတွေဖြစ်ပါတယ်မိမိစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ပြင်းရည်စိတ်အပျော်ပါမဲ့တဲ့စိတ်နဲ့စိတ်ဓာတ်ကြစရာအတွေးတွေကိုအကန့်အသတ်မရှိလွတ်ပေးထားမိရင်မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရောက်ွယ်သွားပြီးဘဝမှာလမ်းပြောက်လာရတတ်ပါတယ်။ဒါကြောင့်မိမိရဲ့စိတ်ကတောင်းဆိုသမျှတိုင်းကိုအလိုမလိုက်ပဲလိုအပ်တဲ့နေရာမှာမိမိကိုယ်ကိုပြက်ပြက်သားသားနိုးလို့ညှင်းဆိုနိုင်တဲ့အတွင်းစိတ်စည်းပေါင်းကိုမဖြစ်မနေတည်ဆောက်ရပါမယ်။မိမိကိုယ်တိုင်နဲ့ဂရီကိုပြုထားတဲ့စီကံတွေကိုလေးစားလိုက်နာခြင်းစိတ်အာရုံစိုက်ရမယ့်အလုပ်ကိုအာယုံမပြန့်လွင့်အောင်ထိန်းချုပ်ခြင်းနဲ့မိမိအတွက်မကောင်းမွန်တဲ့ပတ်ဝန်းကျင်သို့မဟုတ်အလေးအကျင့်တွေကိုကြံ့ခံညှင်းဆန်ခြင်းတို့ဟာအတွင်းစိတ်စည်းပေါင်းကိုခိုင်မာစေတဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုမျိုးမိမိကိုယ်ကိုစည်းပေါင်းခတ်ထိန်းချုပ်တာဟာစိတ်ဓာတ်ဆန်ဆန်ကိုယ့်ကိုယ်ညှင်းပန်းတာမဟုတ်ပါဘူးမိမိရဲ့စိတ်အေးချမ်းမှုရည်မှန်းချက်တွေကိုလေးစားတန်ဖိုးထားတာဖြစ်ပါတယ်အတွင်းစိတ်စည်းပေါင်းခိုင်မာတဲ့သူတစ်ယောက်ဟာပြင်ပကဗျံပရာဖြစ်နေသည့်တိုင်မိမိရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ပြီးဘဝကိုတခြားအရာတွေရဲ့လွှမ်းမိုးမှုအောင်မရောက်စေပဲမိမိကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိစနစ်တကျဥဆောင်နိုင်တဲ့စစ်မှန်သောလွတ်မြောက်မှုကိုပြေဝရရှိစေမှာဖြစ်ပါတယ်။စည်းပေါင်းပေါင်းထရီဆိုတာမိမိနဲ့တခြားသူတွေကြားသို့မဟုတ်မိမိရဲ့ပြင်ပဘဝနဲ့အတွင်းစိတ်ကြားမှာစနစ်တကျတည်ဆောက်ထားရမယ်အကာအကွယ်တိုင်းများဖြစ်ပါတယ်။လုပ်ငန်းခွင်မှာအချိန်နဲ့တန်ဖိုးကိုစီချခြင်းအရှိရေးနဲ့လူမှုဆက်ဆံရေးမှာအပြန်အလှန်လေးစားမှုနဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုထိန်းသိမ်းခြင်းအတွင်းစိတ်မှာမိမိကိုယ်ကိုစီကံတကျထိန်းချုပ်ခြင်းစတဲ့စီးပေါင်းများဟာစိတ်ကျန်းမာရေးဂုဏ်သိက္ခာနဲ့ဘဝအတိတ်ပဲကိုစောင့်ရှောက်ပေးပါတယ်။စီးပေါင်းခတ်ခြင်းဟာသူတစ်ပါးကိုပြစ်ပယ်တာသို့မဟုတ်အတ္တကြီးတာမဟုတ်ပဲမိမိကိုယ်ကိုချစ်မြတ်လို့တန်ဖိုးထားရာရောက်သည့်အပြင်ဘဝကိုမိမိကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိဥဆောင်နိုင်မဲ့စစ်မှန်သောလွတ်မြောက်မှု True Freedom ကိုဖန်တီးယူခြင်းဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။